တိုင်းမှာတော့ကိုကပြောလို့ပြောထားရှင်တယ်နော်လူတိုင်းကအတ္တမရှိဘူးဆိုရင်တော့ဘယ်လိမ့်နာထင်ပါတယ်လူတိုင်းမှာတော့ကိုအတ္တနဲ့ကိုရှိကြရပေါ့နော်မမြင်နိုင်တာပဲရှိတာပါကိုလေကိုအတ္တကြီးတာအတ္တမကြီးတာအတ္တညားတာနဲတာတော့ကိုပဲမမြင်တာပေါ့နော်ဘေးလူကကြည့်ရင်မြင်တာပေါ့နော်ဒီကားလေးမှာကြည့်ရင်အတ္တတွေလူတိုင်းမှာအတ္တတွေဘယ်လောက်ဖုံးလွှမ်းနေလဲကိုအတ္တနဲ့ကိုဘယ်လောက်ထိပူလောင်နေလဲပြီးတော့ကိုအတ္တနဲ့ကိုဘယ်လောက်ထိသူများကိုပျက်စီးစေလဲဆိုတဲ့ဟာလေးကိုဒီကားလေးမှာကြည့်ရှုခံစားရမယ်လို့ထင်ပါတယ်ကဘာပေါ်မှာလူဦးရေတန်းပေါင်း9000ကျော်လောက်ရှိတယ်တဲ့အဲ့ဒီထဲမှာတော့ငါ့ကိုချစ်တဲ့သူတရားမှမရှိမာမေးကိုတိတ်3000ပေးမယ်ကျွန်တော်ဘာလို့ပြရမလဲလူတက်ပြီအရန်ဝမ်းသာပါတယ်အရန်လည်းပီတိဖြစ်ပါတယ်အဲဆိုကိုကောင်းဆုံးစူးစမ်းပုံဖော်ထားတဲ့ character လေးတစ်ခုကိုပြိတ္တကလက်ခံပေးတာဆိုတော့လေတိုင်းမသိပြောပါဘူးပြောနေနဲ့လည်းအဲ့လိုမျိုးမှုရတယ်ပေါ့နော် dialogue လေးတွေရတယ်သဘောကျပါတယ်ဘာလို့လဲဆိုတော့တချို့ dialogue လေးတွေဆိုလို့ရှိရင်ပြောလို့ပြောထားမရှိတဲ့ dialogue music လေးပါတယ်ပေါ့နော်ဟုတ်ဒါတော့ဇလန်းရတော့အကောင်းဆုံးတော့ပုံဖော်ထားရတာပေါ့နော်ဇလန်းစညိုအရာ dialogue တွေကိုအကောင်းဆုံးတော့T Grace အနေနဲ့တော့အကောင်းဆုံးတည်ဆောင်ထားပါတယ်မောင်တိုနီကသမီးကိုသဘောကျနေတာကြားပြီအခု Margaret တို့ကစားတာရပြေဆုံးနေပြီဆိုတော့ကလေးမြင်ကြတယ်ရှင်တို့လူကိုပြောလေရှင်တို့လူကမှမစွမ်းတာ Grace မှန်တော့လေသူတို့ကြားချင်တာတခြားထင်လိုက်တာတခုပေါ့နော်ပြိတ္တတွေထင်တာကယောက်ျားနဲ့ရန်ဖြစ်လို့ထိုးထားလို့ငကွင်းညိုလို့တခုခုပေါ့နော်ဒါပေမဲ့ပြောလိုက်တဲ့ dialogue ကနည်းနည်းမသိထားလို့ဆိုချင်တယ်ပြိတ္တတွေအရင်ဟားသွားတယ်မတင်ထားတဲ့ dialogue လေးပြောလိုက်လို့သဘောကျရရှင်တယ် taste မတူဘူးပေါ့နော်ဒါကတော့ပြိတ္တတွေထွေလာကြည့်ရင်လည်းခံမှန်းမိမယ်လို့မထင်ပါဘူးဇလန်းလေးကလို့ပြောမလဲအေးလေးနဲ့ drama အေးလေးပေါ့နော်ဇလန်းနဲ့အေးတဲ့ drama ဆိုတော့လေပြိတ္တတွေအကြိုက်တွေ့စေချင်ပါတယ်အကောင်းဆုံးလဲပါဝင်ထားတဲ့သူတွေလည်းစူးစမ်းထားရပေါ့နော်ပြီးတော့ဘဝရဲ့ရှေ့ရကားတွေနဲ့လည်းပုံစံမတူပါဘူးဟုတ်ကြတော့မောက်ကြောက်သွားတော့ तू ကငါထပ်ဖို့ပဲကြောက်ဖို့ကောင်းတယ်ရှင့်ကိုရှင်ရောကလေးရနိုင်မယ်လို့ထင်တယ်ရအောင်လုပ်ပြမယ်လာခဲ့ငါတေမပဲနေတော့ငါတေမပဲနေကြိုက်တာတော့နင်ကငွေပဲချစ်တာလေဟုတ်တယ်မလားဒါကတော့makeup artist တွေ stylist တွေပြီးတော့ designer တွေလိုချင်တဲ့ပုံစံမျိုးလေးတွေပေါ့နော်ဒီ Grace ပုံဖော်ခြင်းနဲ့ပေါ့နော်အဲ့ဒါအောင်မှသူတို့တွေကနေပြီးတော့ stylist ဆိုလဲ Ivy ပေါ့နော်ရဲ့သမီးပေါ့သူကဆိုလို့ရှိရင် tattoo ကို sticker လေးတွေပေါ့နော်အဲ့လို tattoo လေးတွေထည့်ပေးတာပေါ့နည်းနည်း psycho ဆန်လေးတွေအဲ့လိုလေးသူကိုစဉ်းစားပေးရယ် makeup ဆိုလဲနေသွေးပေါ့နော်သူဆိုလို့ရှိရင်လိုချင်တဲ့ makeup look နဲ့စပင်နဲ့ကိုသူလုပ်ပေးရပေါ့နော်အဲ့လိုဆိုတော့ကိုလိုချင်တဲ့ဟာကိုတယောက်တည်းအကောင်းဆုံးဖန်တီးလို့လည်းမရဘူးလေဘေးနာကနေပြီးတော့ကိုယ့်ရဲ့ manager တွေကိုယ့်ရဲ့ဘေးနာလူတွေဝိုင်းပြီး support ပေးလို့လည်းဒီ Grace character ကြီးပုံပေါ်တာပေါ့နော်ပြည့်တဲ့ရင်လည်းရောက်တယ်လို့ထင်ပါတယ်သူတို့ရဲ့ support တွေပေါ့နော်ဒီမှာရှင်းလိုက်ရအောင်နေ့တိုင်းစားကြတယ်ဒီဆိုင်အောင်လည်းနေ့တိုင်းမလာနိုင်ဘယ်လိုဟာကွာငါယောက်ျားကွာမင်းတို့ထင်နေလို့ဂိမ်းမဟုတ်ဘူးအားလုံးစိတ်ကဖြစ်တယ်အဖေဖြစ်တာနဲ့ပဲသမီးကဘာမှပြန်ပြောပိုင်မှုမရှိဘူးသားသမီးတွေကမိဘကိုရွေးချယ်ပိုင်မှုမရှိပါငါတို့လည်းရွေးချယ်ပိုင်ခွင့်မရှိဘူးလူတိုင်းမှာတော့ကိုကပြောလို့ပြောထားရှင်တယ်နော်လူတိုင်းကအတ္တမရှိဘူးဆိုရင်တော့ဘယ်လိမ့်နာထင်ပါတယ်လူတိုင်းမှာတော့ကိုအတ္တနဲ့ကိုရှိကြရပေါ့နော်မမြင်နိုင်တာပဲရှိတာပါကိုလေကိုအတ္တကြီးတာအတ္တမကြီးတာအတ္တညားတာနဲတာတော့ကိုပဲမမြင်တာပေါ့နော်ဘေးလူကကြည့်ရင်မြင်တာပေါ့နော်ဒီကားလေးမှာကြည့်ရင်အတ္တတွေလူတိုင်းမှာအတ္တတွေဘယ်လောက်ဖုံးလွှမ်းနေလဲကိုအတ္တနဲ့ကိုဘယ်လောက်ထိပူလောင်နေလဲပြီးတော့ကိုအတ္တနဲ့ကိုဘယ်လောက်ထိသူများကိုပျက်စီးစေလဲဆိုတဲ့ဟာလေးကိုဒီကားလေးမှာကြည့်ရှုခံစားရမယ်လို့ထင်ပါတယ်